မင်္ဂလာပါဒီနေ့3ညရကြလား3ညထိတ်ညနေပိုင်းကို3ညထိတ်8ထိတ်လို့ပြောခဲ့တာနော်3ညထိတ်ထွက်သွားပါတယ်အဲ့တွေ့ရကြလားကျွန်မ miss ပဲလေကဲတော့လေးတော့မနေ့ဗန်ပေါ့နော်မနေ့ဗန်ဟိုတွန်းနှစ်ပါနှစ်ကပေးကောင်းပေးမယ်ပေါ့နော်တကယ်လို့မပေးဘူးဆိုရင်တော့တနင်္လာနေ့တည်သွားမှာပေါ့နော်အဲ့လိုမျိုးပါတကယ်လို့ကျွန်မမိတ်ဆွေတွေမှာနှစ်လိုက်နေတဲ့လူတွေရှိတယ်နှစ်ကချင်းသိလာမယ်လို့အမခံတဲ့လူရှိတယ်ဆိုတော့မဘာတရက်ပဲရှိတော့တယ်အဲ့အတွက်နှစ်ကိုစော်ပါနှစ်နဲ့ပတ်သက်တော့ကျွန်မခွန်နှစ်ပေါ့နော်သူက60ပြီးရင်360ပြီးရင်ခွန်နှစ်တို့ကတော့ထက်ချက်မကွာလာတတ်တယ်ပေါ့နော်ပြီးရင်မနက်ခင်းကပါဝါထိုးပေါ့နော်ပါဝါထိုးတင်ပါလေမနက်ခင်းကပါဝါဆိုရင်တော့3ရှစ်ပေါ့နော်ဒီလျှောက်ပေါ့နော်ကျွန်မသဘောကျတာကတော့3ရှစ်ရယ်ဒီလျှောက်ရယ်နှစ်ခွန်ရယ်ပေါ့နော်ပါဝါတာပါမယ်နှစ်ခွန်3ရှစ်ဒီလျှောက်50ပေါ့နော်အဲ့ဒါရအဓိကပါတကယ်လို့ပါဝါလာခဲ့မယ်ဆိုရင်ဒီလျှောက်နှစ်ခွန်3ရှစ်နောက်တစ်ခွက်ထည့်လိုက်မယ်နော်50နော်တကယ်လို့ပါဝါလာမယ်ဆိုရင်တော့ဒါတွေပါဒီ4ခွက်ပေါ့နော်4 9တို့ဘာလို့ထည့်ခြင်းလဲထည့်ပေါ့ဒါပေမဲ့ကျွန်မမရဖန်ဒီ4ရယ်9ရယ်ဒီရှောင်းနှစ်ခွန်ပေါ့နော်အဲ့ဒါကြီးကြိုက်တယ်ပေါ့နော်ပြီးရင်ညနေခင်းပိုင်းမှာညနေမှာတစ်ထိပ်ပေါ့နော်ညနေခင်းကိုတစ်ထိပ်ဆွဲကြပါနော်တစ်ထိပ်ဘာပဲလာညနေခင်းပိုင်းကိုတစ်ထိပ်ဆွဲတစ်လျှောက်တယ်ခွန်နဲ့လဲထိုးမယ်ပြီးရင်ကန်ဆတ်မဲ့အနေနဲ့ကျွန်မကတော့ရှင်ငါပေါ့နော်ဒီရှင်ငါလေးလက်ထည့်ထိုးပါမနက်ခင်းကိုနော်မနက်ခင်းကိုရှင်ငါလို့ထည့်ထိုးမနက်ခင်းကိုရှင်ငါလို့လက်ထည့်ထိုးပြောင်းထိုးပါတဲ့ထိုးပေါ့နော်ဒါတွေဒီကလူကန်ပေးရင်ကန်ဆိုင်ရင်ရှင်ငါလို့ရမယ်ပေါ့နော်ကျွန်မလည်းရှင်ငါထိုးမယ်တီရှပ်ထိုးမယ်ပြီးညနေခင်းပိုင်းမှာတစ်ထိပ်ဆွဲမယ်ပေါ့နော်ကျွန်မစီစဉ်တော့အလောက်ပါပဲပျောက်သီးက2ရယ်3ရယ်နော်2 3ပျောက်နေတာက2နဲ့3ပေါ့နော်2 3ကိုရှောင်းနဲ့ငါတစ်ချိန်ပြန်ပေးရမယ်နော်အဲ့ဒါကရှောက်ပေးမလား2ပေးမလားပေါ့နော်ရှောက်ပေးမလားငါပေးမလားပေါ့နော်တကယ်လို့9နဲ့ပြီးမယ်ဆိုရင်ရှင်9ထိုးရှောင်းနဲ့ပြီးမယ်ဆိုတော့ဒီရှောက်ပေါ့နော်ကျမတို့အလုပ်လေးပဲမျောလင့်ထားပါတယ်ပြီးရင်ခွန်နဲ့ပေါ့နော်ခွန်နဲ့ကတော့အမှခံပေးလို့မရဘူးဒါပေမဲ့နှစ်လိုက်နေလို့ရှိရဆိုရင်နော်ခွန်နဲ့ထိုးပါနှစ်လိုက်နေတဲ့လူရှိရင်ခွန်နှစ်တို့တင်းနှစ်တို့ပေါ့နော်ပြီးရင်လေးနှက်ကလာမလားမသိဘူးပေါ့နော်ဒီနှစ်တို့ဘာလို့လဲကောင်းပါတယ်အဲ့နှစ်ကငါးတို့ရှောက်တို့နဲ့ကတ်နော်ကျမတို့ကငါးတွေရှောက်တွေနဲ့ကတ်ပေးထားတယ်အဲ့လိုပေါ့နော်မနက်ခင်းပိုင်းကိုတကယ်လို့လေသူပါဝါပေးမယ်ဆိုရင်ညနေခင်းပိုင်းကိုသူက10ပြည့်ပေးရမှာပေါ့နော်ဘူးဘရိတ်ပေးရမှာပါစိုက်ကတော့အဲ့စိုက်ဝင်နေရပေါ့နော်ဒါပေမဲ့ကျမတို့ကကောင်းရှင်ငါပေါ့နော်ကန်ဆန်လည်းရမယ်မိုက်ဆန်လည်းမရဘူးနော်ဟိုတနင်္လာနေ့ညနေ4ခွန်နာခွန်လေးလားအဲ့လိုပေးတယ်လို့မျိုးပေါ့နော်လေရှင်ငါလေးကကောင်းတယ်ပေါ့နော်ရှင်ငါကွက်ကလေးရှင်ငါမနက်ခင်းပိုင်းကိုထိုးညနေခင်းပိုင်းကိုလည်းဆက်ထိုးဒီနှစ်ခုကတော့ကြိုက်တယ်ဒါလည်းကြိုက်တယ်ဒါကတော့မချင်းသေးဘူးပေါ့နော်ဒီနှစ်ကွက်ဒါပဲပေါ့နော်ကျန်တဲ့ဟာရောရန်ပေါ့နော်ဘလောက်မှတော့မရှိပါဘူးညနေခင်းပိုင်းကိုတစ်ထိပ်ပေါ့နော်ဒီနေ့3ညထိပ်ပြီးတယ်လို့ညနေခင်းပိုင်းတစ်ထိပ်ပြီးမယ်ဆိုတော့ကျမမေစီအတိုင်းထက်လုံးပေါ့နော်တကယ်တော့တစ်ထိပ်ကို1000ဟိုးလောက်ဆွဲတယ်ဆိုရင်ဒီအပိတ်က900ဘူးဆွဲပေါ့နော်အဲဆိုရင်တော့အရှုံးမရှိဘူးပေါ့နော်ကျမမေစီအရှုံးမရှိဘူးနှလုံးကထိုးတက်ဖို့အရေးကြီးပါတယ်ပြီးရင်ဒီအလဲဒီတစ်လုံးပေါ့နော်ကျမနောက်ပိုင်းကျရင်စီးကွက်တင်ဒီအလဲတစ်လုံးက2ရက်အတွင်းလိုက်ကြတဲ့အလုံးတွေရှိရပေါ့နော်အဲ့လိုမျိုးပေါ့နော်တစ်လုံးပိုင်နောက်ပိုင်းကိုကျမတစ်လုံးပိုင်ချင်းတည်ပေးမယ်ပေါ့နော်တစ်လုံးပိုင်ချင်းတည်ပေးမယ်လုံးဝတစ်လုံးပိုင်ချင်းတည်ပေးမယ်အဲ့တစ်လုံးကိုထိပ်ပိတ်တာဆွဲပိုက်ရင်ငွေကုန်တယ်တကယ်တစ်ခုတည်းပဲရမှာပေါ့နော်
ဒီချိန်မဲရမှာတကယ်လို့ထိတ်ပိတ်ဆွဲမယ်ဆိုရင်တော့အပူတွေပိုင်းများကြားခဲ့မယ်ဆိုရင်တော့နှစ်ဆရတော့ဗောနော်အဲ့လိုပုံစံမျိုးပါအားလုံးခံကောင်းကြပါသေးရှင်မနေ့ကနောက်ဖိတ်ဆုံးနေမှာနောက်ဆုံးပဲအိတ်နဲ့လွှဲချအောင်ဒီကနန်းလေးကိုနောက်ဆုံးပဲအိတ်နဲ့လွှဲပြီးမှလားဒါလားဒီဟာလားဗောနော်ဒီမှာဒါလားဗောနော်တလုံးပိုင်ရှင်လဲကျမကွန်မန့်လေးအောင်ပါလေကွန်မန့်လေးဝင်ကျမဒီ like လေးအောင်မှာကွန်မန့်လေးရေးပြပါလို့နော်တကယ်လို့လည်းမနက်ခင်းပိုင်းနေမှာမနက်ခင်း post တွေမှာကျမမတင်ပေးတဲ့ဈေးကွက်ကဒီဈေးကွက်နဲ့အတူတူပဲပေါ့နော်ဒီဈေးကွက်နဲ့အတူတူပဲဒီဈေးကွက်ကိုတကယ်လို့အကျဲရှက်ကြည့်အောင်ကျမတို့9 8ဝေပါဝါလေးရှေ့ပါဝါ3ချီရနခခတက်ဒါကဒီနှလုံးကိုအကျဲရှက်ကြည့်တာပါနော်အဲ့တော့9 8 4 3 7ဒါအဲ့လိုလေးယူလိုက်ပါတော့တကယ်တော့ဒီလိုတွဲရင်လည်းတွဲမယ်ဒီလိုတွဲရင်လည်းတွဲတယ်ဒီလိုပြီးရင်လည်းပြီးတယ်ပေါ့နော်ဒီလိုလေးလာရင်လည်းလာတယ်ပေါ့နော်ပရိတ်ပိုင်းတစ်လုံးရှင်းတော့ဒီ6လုံးကကျင်းဒီပါမလို့ဘူးပေါ့နော်ဒါတော့ဒီဈေးကွက်ကလေးကိုအကျဲရှဲပြီးတာပါ9နဲ့8ကိုကျွန်မပြီးပါဝါနခတ်လေးရှာရေးပြီးတာပေါ့နော်တခါလေးကြောက်လဲအဲ့လိုလေးလာတက်လို့ပါဒါပေမဲ့အာယုံမစားပါနဲ့မနှက်ဖန်ကိုညနေခင်းကိုတစ်ထိတ်ဆွဲပေါ့နော်တစ်ထိတ်တစ်ပိတ်ဆွဲကြရှင်ငါ့ကိုထည့်ထိုးပဲပြီးရင်တစ်လျှောက်မနှက်ခင်းပိုင်းနေထိုးပေါ့နော်โอเคအားလုံးကောင်းကြပါစေရှင်ကျမရဲ့တစ်ပတ်စာကတ်ထဲမှာရှောက်ကွက်လေးရှိရပါတော့အဲရှောက်ကွက်ကလည်းပြီးခဲ့တဲ့ဘက်ကမထွက်ဘူးလားမသိဘူးဒီတစ်ပတ်ထွက်ပြီးမလားတော့မသိဘူးအဲရှောက်ကွက်ပေါ့နော်အဲတစ်ပတ်စာကတ်ထဲမှာပြန်ကြည့်ပါတစ်ပတ်စာကတ်ကိုပြန်ပြီးတော့လေ့လာကြည့်ပါကျမအပူပေးခဲ့တာ9ရေ350ပေါ့နော်အဲ့လိုမျိုးပေးခဲ့တာအဲ့တွေ့အဲ့ဒီအခွေကနောက်တစ်ပတ်လည်းသူကပြန်ပေးဦးမှာပေါ့နော်နှစ်ခွက်ပြန်ပေးဖို့ရှိတယ်ကဲမနေ့ကတကယ်လို့ပါဝါလာမယ်ဆိုရင်ခုနှစ်တို့တိလျှောက်တို့ပေါ့နော်အဲ့ဒါမျိုးထိုးပါခုနှစ်ရတိလျှောက်ရ50ရပေါ့နော်အဲ့ဒါဒီထိုးမယ်ပါဝါတကယ်လို့ကြိုက်တယ်လို့ရှိရင်တိလျှောက်50ခုနှစ်အဲ့ဒါပဲပြီးရှင်းရတစ်ပတ်ကောင်းပြီးဒီညနေခင်းပိုင်းကိုတစ်ထိပ်ပေးမယ်ဆိုရင်တလေးလို့ထိုးပေါ့နော်တလေးလို့ပြန်ကြကနန်းနေပါမျိုးအဲ့လိုပုံစံမျိုးများရှိမလားလို့ပေါ့နော်အဲ့တလေးကိုထိုးဒီလေးတစ်ရှော့ပေါ့နော်ဒီလေးတစ်ရှော့ထိုး3နဲ့8ဒီနှစ်ကတော့လေကြာရင်တော့ထိုးပေါ့နော်2ရက်အတွင်းကျွန်တော်တို့မျောလင့်တာမဟုတ်လို့ကြာရင်တော့မကြာရင်လည်းတနင်္လာနေ့တော့အစိုးရပေးလိုက်မယ်โอเคအားလုံးခုလက်ပဲရှင်ချစ်တဲ့ပြည့်လိုက်ရင်စကပ်ပြီးနှိပ်ထားပြီပါနော်